ယနေ့အတွက်ဝိညာဉ်စာမှာဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါယနေ့အတူတကွဆင်ကျင်ခွန်အားယူပြီးကောင်းစဉ်ကနာခံခြင်းကောင်းကြီးမင်္ဂလာ82ခုမြောက်သောစာလံအပိုင်မြင်ရှင်အိမ်တော်ဦးစီးဖြစ်သောခင်ပွန်းတယ်များကမိမိဇနီးနှင့်သားသမီးများကိုဆုံးမစကားပြောသောအခါဇနီးနှင့်သားသမီးများသည်မိမိကိုပြန်လဲခွန်းသုံးမပြန်ပေနာခံသောအခါ၌အင်မတန်မှစိတ်ကျဉ်နေကြပါသည်ထိုကဲ့သို့မိဘများသည်လည်းမိမိသားသမီးများကဆိုဆုံးမမှုများကိုနာခံလိုက်လျှောက်သောအခါ၌အလွန်ဝမ်းမြောက်ကြပါသည်ဆရာသမားများသည်လည်းတပည့်များကမိမိစကားကိုနာခံသောအခါ၌လည်းစိတ်ကျဉ်နေမှုကိုဖြစ်စေပါသည်နောဟိလက်ထက်၌ကဘာကြီးသည်ပုတ်ဆက်လျက်ရှိပြီးများစွာသောလူတို့သည်အပြစ်ထဲမွေ့လျော်နေကြသည်ထိုအခါဘုရားခင်သည်နောဟိကိုခေါ်၍လူများကိုဆုံးမမိအကြောင်းပြော၍တင်မောကိုစောက်လုပ်ခိုင်းခဲ့သည်အင်မတန်ကြီးမားသောတင်မောကိုစောက်လုပ်ခိုင်းတာဖြစ်ပါသည်နောဟိသည်ဘုရားစကားကိုကြားတဲ့အခါမှာကိုတော်ရေတင်မောကြီးကကြီးလိုက်တာပျက်စီးတွေကလည်းများလိုက်တာတိဆောက်ဖို့လူအင်အားကနည်းလိုက်တာအစင်ပြေပါမလားဆိုပြီးဘာတစ်ခုမှဘုရားသခင်ကိုကွန်ပလိန်မတက်ခဲ့ပါဘူးတရိษံအထီးမှတဆုံစီရှာခိုင်းတဲ့တကယ့်ကိုမလွယ်ကူပါဘူးဒါပေမဲ့နောဟေသည်ဘုရားသခင်စကားကိုဝန်ခံလိုက်လျှောက်ခဲ့တာကိုတွေ့ရပါတယ်ကျွန်တော်တို့အသက်တာ၌များစွာစင်ကြင်စရာဖြစ်သည်နောဟေနေရာမှာကျွန်တော်တို့သာဆိုရင်ဘုရားသခင်စကားကိုတရားမှတရားဝန်ခံနိုင်ပါမလားမလုပ်နိုင်ပါဘူးနော်နောဟေကတော့ဘုရားစကားကိုနာခံလက်လျှောက်ခြင်းအပြင်များစွာသောလူတွေပျက်စီးခြင်းဘေးနှင့်တွေ့ကြုံခဲ့ရတော့လေနောဟေမိသားစုကတော့ဘုရားစကားကိုနာခံခြင်းအပြင်လက်တွေ့လှုပ်ဆောင်သောအခါနောဟေနှင့်မိသားစုဝင်များလွတ်မြောက်ခြင်းကိုခံစားခဲ့ရပါသည်နှုတ်ကပတ်တော်ကငါစကားကိုနားထောင်သောသူကလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည်လို့တုတ်တန်ခန်းကြီးအငယ်33မှာမိန့်မာထားတယ်ကျွန်တော်တို့ဒီမိမိဖြစ်ခြင်းသောစိတ်ခံစားချက်တွေထက်ဘုရားသခင်အလိုတော်ကိုတာ၍ပိုင်းခြားသိမြင်ပြီးဘုရားစကားကိုနာခံလိုက်လျှောက်သောသူများဖြစ်ဖို့လိုအပ်ပါတယ်နာခံခြင်းအပြင်ဘုရားခင်ထံမှများစွာသောကောင်းချီးမင်္ဂလာများတိမ့်ပိုက်ရယူကြပါစို့ဆုတောင်းကြပါစို့